ကမ္ဘာအကြီးဆုံးငွေကြီးတွေအကြောင်းပြောရင်အန်နာကွန်ဒါကိုမေ့ထားလို့မရပါဘူး။တောင်အမေရိကတိုက်ရဲ့နက်ရှိုင်းတဲ့ရေပြင်တွေကသူတို့ရဲ့အိမ်ပါဒီယာမတတဝါကြီးတွေရဲ့ပြို့ဝှက်စမ်းကြယ်မှုတွေကအမခန်းပါပဲ။အန်နာကွန်ဒါတွေဟာအရှေ့ပေ30ကျော်အထိကြီးထွားနိုင်ပြီးအလေးချိန်ပေါင်900ကျော်အထိရှိနိုင်ပါတယ်။ဒီလိုကြီးမားတဲ့အရွယ်အစားကသူတို့ကိုတဘာဝရဲ့ထိတ်တန်းအမဲလိုက်သမားတွေဖြစ်စေပါတယ်။သူတို့ရဲ့ခွန်အားကမယုံနိုင်စရာပါပဲ။ရေထဲမှာပုံအောင်နေရင်သားကောင်ကိုအငိမ်ဆောင်ပြီးတိုက်ခိုက်ရရှိပါတယ်။သားကောင်ကိုဖမ်းမိပြီဆိုရင်ခန္ဓာကိုယ်ကြီးနဲ့ရစ်ပတ်ပြီးအသက်ရှူကျက်စေပါတယ်။ပြီးရင်တော့တကိုယ်လုံးကိုတဖြည်းဖြည်းချင်းမျိုးချပါတော့တယ်။အန်နာကွန်ဒါတွေဟာလူသူအယောက်အပေါက်နေတဲ့နေရာတွေမှာနေထိုင်ကြပါတယ်။ဒါကြောင့်သူတို့ရဲ့ဘဝအကြောင်းအသေးစိတ်ကိုသိရဖို့ခက်ခဲပါတယ်။ဒီအချက်ကသူတို့ကိုပိုပြီးလှုပ်ဝက်ဆန်းကျယ်စေပါတယ်။ဒီလိုအေယာမငွေကြီးတွေဟာကဘာကြီးရဲ့တဘာဝဂေဟစနစ်အတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။အန်နာကွန်ဒါတွေရဲ့အံ့ဩဖွယ်ကောင်းတဲ့ကဘာကြီးကကျွန်တော်တို့ကိုအမြဲတမ်းစိတ်ဝင်စားစေပါတယ်။